ငါကိုကွက်ချမှုရတော့အနာမချက်ပဲစိတ်နဲ့ချုပ်တယ်ရတာဆိုတော့မေးဖို့ခက်တယ်အစိတ်ကိုချီချိုးတော့သေးသွားခဲ့ချင်တော့အိမ်မက်မဲ့ကိုကောင်းစက်အတားစိတ်နဲ့ပဲအတွေ့အပြောင်းပြီးတတ်မှတ်